ပြောရမလားနောက်လိန်ကြီးတွေရပြီကိုပါသွားလိန်မနေနဲ့ဘူးနော်အဲ့ဒီဘိုးတော်တွေလိန်တာဘာလုပ်လဲဆိုတော့ကြည်ပါအောင်တော့သူကဂူအောင်နဲ့တဲ့အိုးတစ်လုံးနဲ့တခါအောင်ရင်ဘယ်လောက်ကြာလဲဆိုတော့တလဘယ်လောက်ကြာတော့ဒီဂူအောင်နိုင်တာတခါတခါမတွေတကူးရှိတယ်ဆိုရင်ဖားတို့ဘာတို့တခါမတို့သွားပူဇော်ပါလားဟမ်မွေတွေဖားတွေသွားပူဇော်ပါလားဘလောက်များအသိဉာဏ်နေကြတယ်လဲလို့အဲ့ဒါဂူအောင်နဲ့ဆိုပြီးတော့ပြန်ထွက်လာပြီဆိုလို့ရှိရင်လူလိုက်ကြတာတခါတည်းငွေတွေကိုပိဏအိတ်နဲ့ယူရတယ်တဲ့စီးပွားရှာနေသင်ပေးတယ်တော့မထင်နဲ့နော်ကလိန်ကကြက်နီးတွေအဲ့ဒါနဲ့ထောင်လန်းကြီးကလိုက်ဖမ်းတော့ဘလို့စုံစမ်းလဲဆိုတော့အဲ့ဒီဘိုးတော်ကြီးမှာဂူထဲဝင်သွားပြီဆိုပရိကြီးပါသွားတယ်2ကုန်းလောက်ရှိတယ်ဘယ်2ကုန်းလောက်ရှိလဲပြန်ထွက်လာပရိယမပါတော့ဘူးပါသေးလားဘယ်ဟုတ်မလဲဒီဘိုးတော်ကကျက်သားတွေကိုတခါတည်းကြမ်းကြမ်းနာပြုတ်ပြီးတဲ့အခါကျတော့ကစီကြောင်ပြုတ်ပြီးတော့အဲ့ဓာတွေကိုလုံးပြီးတော့နေလန်းထားတော့ကျက်သားလုံးတွေကအလုံးလုံးထားတော့မဲနေတာအဲ့ဒါလေးကိုပေါက်ကလေးတွေဖောက်ပြီးတော့ပရိကုံလှုပ်ထားတာဟိုရောက်လို့ရှိရင်ဂူထဲရောက်လို့ရှိရင်ကျက်သားလုံးလေးစားလိုက်ရင်တောက်လိုက်တော့ဗိုက်ပွားပြီးတော့တလလောက်နေနိုင်တာပေါ့တလဘယ်ကမလဲဗျာဒီ2လ3လတောင်နောက်ထပ်နေလို့ရသေးတယ်5ကုန်း6ကုန်းဆိုရင်ဟုတ်ကလားအဲ့ဒါနဲ့ပြန်ထွက်လာတော့လူတွေကဒါကိုတခါတည်းဘိုးတော်ကူအောင်ပြီးကျင့်တယ်ဆိုပြီးတော့ပတ်စံနေလောင်းကြတာပိဏအိတ်နဲ့သင်ရတယ်ကြည်စမ်းအဲ့ဒါထောင်းလိုက်ရင်လိုက်တော့မှမိသွားလို့အဲ့ဒီဘိုးတော်ထောင်ကျသွားတယ်တချို့ဘိုးတော်တွေကအဲ့ဒီသရဲသပည့်ရုပ်ကစိုးတွေမွေးပြီးတော့လှုပ်ရှားတာလေဘယ်လိုလှုပ်ရှားတယ်သိလားဟာတထေးတရော်တွေလာပြီဆိုလို့ရှိရင်တခါတည်းနဲ့လာတာနဲ့သူကနေပြီးတော့ရေနာစီတွေဘာကားတွေဘာတွေစီထဲကိုဟာကောင်မပူနဲ့ငါရေနာစီထဲတဲ့နေရာသွားပြီးတော့လက်နဲ့ပုတ်လိုက်တယ်ဘောင်းဆိုရေနာစီတွေကအပြည့်ယုံနာပေါ့ဟာတော်လိုက်တဲ့ဘိုးတော်ကြီးတိတ်တကိုးကြီးတာပဲအဲ့လိုတကိုးကြီးနေလို့ရှိရင်အဲ့ဒီဘိုးတော်ဘာမှလုံးမနေနဲ့ရေနာ80ယုံထောင်ပြီးတော့တနိုင်ငံလုံးသာမျှဝေပေးလိုက်တော့ဟုတ်ကလားစဉ်းစားကြည့်တခါတခါမှပေါင်းသူတော်ကောင်းတို့ဒီလိုသဘာဝလွန်ယုတ်တိယုတ်တံမရှိတော့တယ်လူတွေကအသိဉာဏ်ပညာနဲ့လို့ဒါသွားယုံနေတာတကယ်တော့ဒီရေနာတွေကအဲ့ဒါဘိုးတော်ကသူ့တကိုးနဲ့လှုပ်တာမဟုတ်ဘူးသူမွေးထားတဲ့သရဲကနေပြီးတော့အဲ့ဒီဟာထဲ့ပေးလိုက်တာဟုတ်ကလားအေးကြီးစံအဲ့ဒါဘိုးတော်ကသူကအုံဖွားဆိုပြီးတော့ရေလောင်းထည့်ပေးတာတကယ်တော့ရေကိုသရဲကယူပြီးတော့ရေနံစီထည့်ပေးတာပြီးတကဘိုးတော်ကဟိုတကားလဲပြန်သွားပြီကွာငါရေနံစီတွေတော့မနှဲကုံသွားပြီလို့အဲ့ဒါပဲကြီးတော့အဲ့တော့တကားမပေါင်းသူတော်ကောင်းတို့စဉ်းစားကြည့်ဗုဒ္ဓဘာသာတွေကကံရဲ့အကျိုးကိုယုံကြည်ရင်ကိုလုံးမှဘာရမှာလဲတကားမပေါင်းသူတော်ကောင်းတို့အဲ့ဒီဘိုးတော်တွေနတ်ကတော်တွေယုံနေတာဒါကံရဲ့အကျိုးကိုမယုံကြည်ရရောက်တယ်ကိုယ့်ရဲ့ဝရိယအားလုံးကိုလည်းရိုက်ချိုးပြရရောက်တယ်ဒီလိုသူတို့တွေမန်းတိုင်းမုတ်ပေးတိုင်းစာမှုပဲအောင်တယ်နော်ဆိုလို့ရှိရင်ကောင်းပြီမိမိရဲ့သားတွေသမီးတွေကိုတယောက်မှစာမကြက်ခိုင်းနဲ့အကုန်လုံးအားလုံးတနိုင်ငံလုံးတရွာလုံးတစ်မျိုးလုံးဆရာဝန်ဖြစ်အောင်အဲ့ဒီဘိုးတော်နတ်ကတော်တွေရှိမှသွားပြီးတော့အဲ့ဒီမှာမန်းမုတ်ရှိဖြစ်မလားပြောတနိုင်ငံလုံးငတုံးနေကြီးပဲအကုန်ဖြစ်သွားမှာမယုံစမ်းကြည့်လေအဲ့ဒီဘိုးတော်နတ်ကတော်တွေယုံပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေစမ်းလိုက်အဲ့ဒါပဲတခါတခါမှပေါင်းသူတော်ကောင်းတို့လိန်တဲ့လူကလည်းလိန်တယ်အညာခံတဲ့လူကလည်းဘာဖြစ်လဲအညာခံတယ်ဖြူစရာတော်ကြီးပြောတော့တယ်မြန်မာနိုင်ငံမှာအလိန်ခံမဲ့လူတန်းစားအမြဲတမ်းရှိတယ်တဲ့လိန်မို့ပဲလိုတာဆိုပဲလိန်မို့လူပဲလိုတာတဲ့အဲ့ဒါဗုဒ္ဓဘာသာတွေမယောင်ရစီလူတာတွေကတော့အများကြီးပဲကြုံလို့လည်းဆက်ပြောလိုက်ပါဦးမဖယားမှလည်းကြီးစမ်းဘယ်နဲ့အဲ့ဒီဘေရင်ဆရာတွေရဲ့လက်ရှက်ပဲလေဖယားမှာရေတရားရှိပြီးဖယားကိုတကားနဲ့ဘောင်းတွေနှထောင်းတွေတတ်ထားလိုက်တာဟင်ပိတ်သားချင်းဘလောက်တာရှိတယ်မသိကဲတကားမတွေကိုအဲ့ဒါကြီးတွေအမြဲတမ်းတတ်ပေးထားမယ်သွားနေမလားပြောကိုကြတော့အဲ့ဒါကြီးတက်ပြီးတော့မသွားနိုင်မနဲ့ဘာလို့ဖယားကိုအဲ့ဒါကြီးသွားဆွတ်ထားတာတော့ဖယားကိုမျက်မှန်တက်လို့တက်ဘယ်နဲ့စစ်ခု5ပါးနဲ့ပြည့်စုံတဲ့မြတ်စွာဘုရားကမျက်မှန်တက်เสียလိုလားဟာကြည့်ပါဦးတော့ရေတရားရှိတယ်ဆိုပြီးဘုရားမျက်မှန်သွားတက်ပေးထားတယ်အဲ့ဒါပဲပြီးလုံးကြတာကြီးတာတော်တော်ဆိုးတယ်ဘုရားတွေကိုကလည်းစင်ခံဘုရားမြင့်ခံဘုရားနောက်ခွေးခံတဲ့ဘုရားတောင်ပေါ်လာလေဦးမယ်ဘယ်နဲ့ဦးဇင်းတို့ဝင်းကြီးဒေသနာတော်မှာယဟန်တော်တွေဆိုတာကိလနာအကြောင်းမရှိဘဲနဲ့စင်နေမြင်းနေမစီရဘူးလေဘယ်နဲ့မြတ်စွာဘုရားမှာဒကာမတွေပဲပြောတယ်လေဘုံတော်အနန္တကံတော်အနန္တဉာဏ်တော်အနန္တမဆိုဘူးလားဖ
ရားကတကူ80ဘတ်နဲ့ပြည့်စုံတယ်သူသွားခြင်းရင်တခါတည်းဖြုတ်ခနဲ့ဆိုမြတ်စွာဘုရားစိတ်နဲ့စိတ်ကူးလိုက်တာနဲ့ကိုအဲ့လောက်မြတ်စွာဘုရားရဲ့အဘိညာဉ်တွေကလင်းမြန်လာသွားလို့တဲ့နေရာရောက်သွားတယ်အဲ့ဒီဘုရားကစင်နေမြင်းနေစီးနေအောင်မလားဘယ်နဲ့အဲ့ဒါကိုတခါတည်းစင်ခံတဲ့ဘုရားထုလို့ထုမြင်းခံတဲ့ဘုရားထုလို့ထုဒါတွေကတခါတခါမှပေါင်းသူတော်ကောင်းတို့ထေရဝါဒအမိခံပြီးတော့ထေရဝါဒဆိုင်းပုတ်တက်ပြီးတော့အမားတန်တရားလဲနေတာမဟုတ်ဘူးလားဟုတ်တယ်အဲ့ဒါတခါမှတွေတော်တော်သတိထားရမယ်ရှစ်တီပြီးတော့ကြည်ပါအောင်ဘုရားကိုထုလိုက်တာဒက္ခိဏသာခါတဲ့ဘယ်နဲ့ပူပူကြီးကြည်ပါအောင်လက်နေလို့တခါမှတွေအဲ့လိုနေကြီးသားတခါမှတွေအများမနေပါနဲ့နော်တဏှာကြီးလောက်ပဲနေကြီးအဲ့လိုလက်ပူပြီးတော့နေကြီးသားဘယ်နဲ့ဟိုဘယ်ကြီးအောင်လှုပ်တာကြီးအောင်ဟိုဘယ်အသားကိုထုလို့ရှိရင်တော့မိကွင်းတယ်ဆိုတော့ဒါမြတ်စွာဘုရားကိုမိသားသမားလှုပ်ခိုင်းတာမဟုတ်လားဘယ်နဲ့အဓိပ္ပာယ်မရှိတာဗျာနောက်ရှိသေးတယ်ဘယ်အသားထုလို့ရှိရင်တော့ယောဂကင်းတယ်ဆိုတော့ဒါမြတ်စွာဘုရားကိုနတ်လှုပ်ခိုင်းတာနဲ့မတူဘူးလားဟောဘယ်အသားထုတဲ့ခါကျတော့ယောဂကင်းတယ်တဲ့ကြည်အောင်ဘယ်အသားကိုထုလို့ရှိလို့ရှိရင်တော့မိကွင်းတယ်ဆိုတော့ဘုရားကိုမိသားသမားလှုပ်လို့လှုပ်ခိုင်းနတ်စမလှုပ်လို့လှုပ်ခိုင်းဗုဒ္ဓဘာသာတွေကြည်အောင်ဒီလောက်ကြည့်ပါအောင်တော့32ပါးသောလက္ခဏာတော်ကြီး80သောလက္ခဏာတော်တွေနဲ့အလွန်တရာကြီးညိုစရာကောင်းတဲ့မြတ်စွာဘုရားကိုတခါတည်းပူလက်ဆိုင်ကြီးလှုပ်ထားလိုက်တာပူပူကြီးဒက္ခိဏသာခါတဲ့ဘယ်တော့မှအဲ့လိုပုံစံနေမလုပ်ပါနဲ့ဟုတ်ကလားအဲ့ဒါတွေသဘာဝလွန်နေမဟုတ်ဘူးလားဒီလိုလုံးနေတဲ့ပုံကိုယ်တွေရောဒါထေရဝါဒဗုဒ္ဓဘာသာအစစ်တွေပါလို့ပြောလို့ရမှာမလားတခါမှပေါ့သူတော်ကောင်းတို့ကိုမှားလိုက်တာထုံးတို့မယ်ဆိုထိုးဟိုတဲ့ထဲလိုက်ရမှာဟုတ်ကလားကျောင်းတကားကလူတွေအကုန်လုံးထိုးဝဲထဲလိုက်ရတော့မယ်ရှေးတုန်းကဆရာတော်ကြီးတွေဟိုမှာကျမ်းစာတွေကြည့်ပြီးဆိုအမှားပြင်ထုံးနဲ့တို့တယ်ဒီခက်မှလို့ကော်ရရှင်တွေဘာတွေကလည်းမရှိတော့ထုံးနဲ့တို့ရတာအဲ့တော့တချို့ပင်မူတွေကပုံစံမကြောက်ရေးထားတာမှားတာများတော့အချုပ်ပါတယ်ကွာဆိုထိုးဝဲထဲထားလိုက်အခုလည်းတို့တကားမှပေါင်းသူတော်ကောင်းတို့အမှားတွေများတယ်ထေရဝါဒဆိုပြီးတော့ထုံးဝဲထဲလိုက်ရမလို့ဖြစ်နေပြီဟုတ်ကလားအဲ့တော့ကျောင်းတကားကထေရဝါဒဗုဒ္ဓဘာသာတွေသိရင်ဘာလုပ်ရမလဲပြင်ရမယ်တကယ်ပြင်ဖို့မလိုဘူးလားပါဇက်ပြောလို့ဖြစ်ပါမလားဒီတရားဆရာတော်တန်ဃာတော်တွေကိုတပည့်တော်ကလျှောက်ထားခဲ့ရမယ်ဆရာတော်တို့ဘုရားတရားတကားမတွေအုံသီးတွေအဲ့ဒီကိုတော်ကြီးကိုတော်လေးတွေစွန့်မစွန့်ဆရာတော်တို့နည်းနည်းလေးစုံစမ်းကြည့်ကြပါဘုရားနော်ဆရာတော်တွေကိုလျှောက်ထားခဲ့ပြီအဲ့ဒါမှဥစဉ်လဲဟောရကြနတ်မှာဟုတ်ကလားအေးတက္ကရာမပေါင်းသူတော်ကောင်းတို့ဥစဉ်တော့နိုင်ငံကျော်ဓမ္မဂရိကတွေမဟုတ်ဘူးကျောင်းမှာစာချဘုန်းကြီးလုံနေရင်လည်းကိုယ့်ရဲ့စာချတဲ့အလုပ်တွေစာသင်တဲ့အလုပ်တွေကိုဖြစ်ပြီးတော့ဒီကိုလာပြီးတော့ဒီဘာသာသာသနာလွဲမှားမှုတွေကိုပြင်းစင်ခြင်းလုံးလို့လာပြီးတော့အချင်းကုန်ကံဟောပေးတာဥစဉ်မှာလက်ကားအားနေပြီးတော့တရားလိုက်ဟောနေတာမဟုတ်ဘူးအဲ့တော့တက္ကရာမတွေဒါလည်းအားနာဖို့လိုတယ်ဟုတ်ကလားအေးတက္ကရာမတို့ဥစဉ်ကိုအားမနာရင်နေဘယ်သူအားနာရမလဲမြတ်စွာဘုရားကိုတော့အာနာပါအိုးမဲမတုတ်ကြပါနဲ့ဟုတ်ကလားအဲ့ဒါနဲ့ခုနကဘယင်ကြီးကလည်းတခါတည်းဟုတ်တော်ကြီးမှန်တော်ကြီးကဲငါလည်းလှုပ်ကြည့်မယ်ဆိုပြီးတခါတည်းရှိသမျှစက်တီတွေရောဘာတွေရောအကုန်လုံးရသေးကြီးကိုသွားပြီးတော့နှတ်တွေနဲ့ထွေးသရွေးတွေနဲ့ထွေးဓာမှုတွေဝါပြီးပြက်လိုက်တာတခါတည်းသရွေးခွက်ထဲပြက်ပက်လက်မျောတယ်ဆိုတာအဲ့ဒါပြောတာသရွေးခွက်ထဲကိုပက်လက်မျောတယ်ဆိုတာအဲ့ဒီကလာတာစကပုံအဲ့ဒါနဲ့တခါတည်းဟိုဆက်သူကြီးကြတော့မလုပ်ဘူးပါရသေးကြီးကိုတောင်းပန်ပြီးတော့အဲ့ဒါရေတွေပါတယ်ချိုးပြီးတော့ရှင်ဘုရားတောင်းပန်ပါတယ်ဘုရားဆိုအေးဆက်သူကြီးတဲ့နတ်တွေကစိတ်ဆိုးကုန်ပြီတဲ့9ရက်အတွင်းမှာဒီတိုင်းပြည်ပစ္စည်းလိမ့်မယ်သွားတော့ဆိုတော့တခါတည်းသားတွေမယားတွေနဲ့များဆက်သူကြီးကနေပြီးတော့ထွက်ပြေးသွားတယ်နော်ဒီကမှလို့ဆိုလို့ရှိရင်တော့ line ပေါ်တင်လိုက်မှာပေါ့ဟုတ်တယ်မလားမဟုတ်ရင်လည်းတခြားလူတွေပြေးလို့ရမှာပေါ့ဟို line ကလည်းမရှိဆိုတော့အဲ့ဒီခါကျတော့တခါတည်းဘယင်ကြီးကဆက်သွားတိုင်တော့တိုက်ဆိုင်ကြီးစမ်းဘယင်ကလည်းဆက်ပွဲနိုင်လာတယ်တိုက်ဆိုင်မှုဘယ်နှခါရှိပြီလဲ3ခါတခါဟုတ်သလား2ခါရောဟုတ်သလားဘယ်နှခါတောင်လဲအေးတခါမတွေဥမာကြီးဟိုအုံသီးတွေဆွဲနေတဲ့ကိုတော်ကြီးကိုတော်လေးတွေပြစ်လိုက်ပြီဆိုသားတွေသမီးတွေခုပြောအော်ကြီးစမ်းသွားပြီငါဘုန်းကြီးစကားနားထောင်တာတော့မှားပြီအမလေးငါတော့ဘာဖြစ်ပြီလဲမသိတိုက်ဆိုင်မှုကိုလူတွေကသိလားအေးမြတ်စွာဘုရားပြောတာရှင်းလေးသဗ္ဗပပသအာဂရဏံကုသလတုပသံဗရာသစိတပရိယောဓဗနံဧတံဗုဒ္ဓနာသာသနာသဗ္ဗပပသအာဂရဏံမကောင်းတာဆိုရင်လူမှုရေးစီးပွားရေးကြီးပွားရေးနိုင်ငံရေးဘာသာရေးဘာတစ်ခုမှမလုပ်နဲ့မြတ်စွာဘုရားပြောတယ်
ကုသလတုပတံပရာကုသိုလ်ကောင်းမှုဆိုရင်အကုန်လုံးမြတ်စွာဘုရားကလူမှုရေးစီးပွားရေးနိုင်ငံရေးကြီးပွားရေးဘာသာရေးအကုန်လုံးကောင်းတာမှန်သမျှဆိုရင်အကုန်လုံးကုသိုလ်ကောင်းမှုဆိုရင်ဒါဘုရားစကားသာစိတ်တပရိယောဓမ္မနာမိမိရဲ့စိတ်ကလေးကိုဖြူစင်အောင်ထားတဲ့အဲ့ဒါမြတ်စွာဘုရားတိုင်းဆုံးမတာဘုရားတဆူတဲ့ဆုံးမတာဟုတ်ကလားခင်္ဃဝါလူတဲစုအမြပွင့်တဲ့ဘုရားတိုင်းဆုံးမတဲ့စကားဘုရားတဆူတဲ့ဆုံးမတာမဟုတ်ဘူးနော်အေးအဲ့ဒါဟောဒါကမတွေမျက်နှာပြောင်တိုက်ပြီးတော့အုံသီးဆွဲရဲသေးတယ်ဆိုရင်တော့တော်တော်ကြီးကိုတတ်တိကောင်းတာပဲတိုက်ဆိုင်မှုကိုသတိထားပါနော်ကိုစင်ခုနပြောပြီးပြီဒကာမတွေကိုနတ်ကင်လို့ရသလားကင်လို့ရတာဘာဖြစ်လို့လဲတဏ္ဍကုံမမြဲလို့ကဲဒီနေ့ကစားပြီးဒကာမတွေတဏ္ဍကုံသေးသေးချာချာပြန်မြဲအောင်ဘုရားတရားသံဃာယနာ၃ပါးအမြဲတမ်းရွတ်ဆိုတရဇန်နေမယ်ဆိုလို့ရှိရင်ဒကာမတွေကိုဒုက္ခပေးနိုင်မှာဟုတ်မလားမကြောက်ကြစမ်းပါနဲ့ဟုတ်လားတိုင်တယ်လိုက်ဟိုမော်ဘီကနေပြီးတော့အဲ့ဒီကိုတော်လေးပြောသွားလို့လှုပ်တာလို့လှုပ်ရှင်အဲ့ဒီကိုတော်သွားကင်လိုက်ပါလို့နော်ဖနှောင်းနဲ့ပေါက်လွှတ်လိုက်မယ်နတ်ကူဟုတ်လားအဲ့လိုပြောလိုက်အဲ့ဒီကိုတော်လေးပယ်ခိုင်းလို့စွန့်တာလို့နတ်ကန်ရင်လည်းဆိုလို့ရှိရင်အရှင်ကြီးတို့အရှင်လေးတို့အဲ့ဒီကိုတော်သွားကင်ပါဟုတ်ကလားနော်မပြောရဘူးလားပြောလိုက်စမ်းပါရပါတယ်အဓိကစွန့်မို့ဟာအရေးကြီးဆုံးပဲဘာအရေးကြီးဆုံးလဲအေးဥစဉ်တော့တော်တော်ရှစ်တယ်ဘယ်နဲ့ထေရဝါဒနိုင်ငံဆိုပြီးနိုင်ငံသားတွေလေဟုတ်လာပြီဆိုမြန်မာပြည်ကလူတွေဟာချုပ်ချေကိုခန့်နဲ့ဘုရားမှလည်းဘာတွေမှလည်းမသိဘူးမှငကားအမိကိုနတ်ကကြိုက်နေတာတွေရောအယုတ်တွေကလည်းမျိုးစုံပဲတင်ထားလိုက်ကဇော်ကြီးတွေရောဘိုးတော်တွေရောရှားထဲမှာဟိုကတရုတ်ပြည်ကဟိုဘာအန်ကုန်ကြီးကကြွလာသေးရဲ့မြန်မာပြည်ကိုသွားဖြည်းဖြည်းကြီးနဲ့ဟုတ်ကလားကွာရင်မဲတော်ဘာရောက်နေပြီဘာဆိုင်လို့လဲကြည်စမ်းတခါတခါမှအပေါင်းသူတော်ကောင်းတို့ကထေရဝါဒဘာသာတွေမဟုတ်တော့ဘူးဟင်းပေါင်းဘာသာဖြစ်နေပြီဘာဘာသာလဲပြောကဲဟင်းပေါင်းဘာသာဖြစ်ခံမလားအေးအဲ့လိုဆိုရင်အန်ကုန်ကြီးတွေအဲ့ဒီကွာရင်မဲတော်တွေထားရမလားမထားရဘူးလားဘယ်နဲ့အဓိပ္ပာယ်မရှိတာဗျာတချို့ကအန်ကုန်ရုပ်အိမ်မှာထားလတ်လာပါတက်သေးတယ်တဲ့အဲ့လိုဆိုရင်အလုပ်တစ်ခုမှမလုပ်နဲ့အဲ့ဒီအန်ကုန်ဘိုးတော်10ရုပ်လောက်ဝယ်ပြီးထားနော်တစ်ခုမှအလုပ်မလုပ်နဲ့စီးပွားရေးတိုးတက်ပါမလားရှင်းလေးပဲလေကိုလုံးမှဘာရမလဲကိုရမှာဒါဟိုဒကာမပေါင်းသူတော်ကောင်းတို့ဘာလဲအကြောက်တရားတွေနဲ့ဒီလိုလုံနေတာဟုတ်ကလားအေးဒကာမတို့ဗုဒ္ဓဘာသာကိုးကွယ်တယ်ဆိုတာလဲကြောက်လို့ဘလို့ကြောက်တာလဲတန်တရာဝိစင်းရဲ့ကဩဃာကြီးမှာလည်နေရတာကြောက်စရာကောင်းလို့ဩဒီဘုရားကိုးကွယ်လို့ရှိရင်ဒီဘုရားရဲ့ဆုံးမမှုတွေနဲ့ငါတို့နေထိုင်ကျင့်သုံးခဲ့မယ်ဆိုရင်ငါတို့ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဘေးဒုက္ခကြီးတွေကတို့လွတ်မယ်ဆိုတဲ့သဘောမျိုးနဲ့ဘုရားကိုကိုးကွယ်စိတ်ကရတာမဟုတ်လားတခါတခါမှပေါင်းသူတော်ကောင်းတို့ကိုဘုရားကနေအဲ့လိုလတ်လာပါတွေပေးသလားမပေးဘူးမြတ်စွာဘုရားကမပေးဘူးတခါတခါမှတွေရှမ်းသာတယ်ကြီးပွားတယ်ဆိုတာတခါတခါမှတို့အတိတ်ကလုတ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်ကြီးပွားတာဆင်းရဲတယ်အနာယောဂါတွေများတယ်ဆိုတာတခါတခါမှတွေအတိတ်ကလုတ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ဖြစ်တာမြတ်စွာဘုရားကတခါတခါမှတို့ကိုဗုဒ္ဓမြတ်စွာကအောက်ကိုလည်းမချသလိုအထက်ကိုလည်းတင်ပေးတာမဟုတ်ဘူးဟုတ်ကလားတပ်ပင်ကျူဘုရားကြီးတောင်မှအထက်ကိုလည်းမတင်နိုင်အောက်ကိုလည်းမချနိုင်ဒီနတ်တွေကဘာလုပ်နိုင်မှာတော့တပ်ပင်ကျူဘုရားကြီးတောင်ကြည်လေတကိုးကြီးတယ်ဆိုလို့ရှိရင်ကဲသူ့သားတော်ရာဟုလားခုနှစ်သားလေးနဲ့အုံဖွယဟန္တာဖြစ်ပါတယ်ဆိုပြီးမန်းပေးလို့ဖြစ်လားကဲအဲ့ဒါကြည်တော့သူရောက်ဖဒေဝဒတ်ငါရောက်ဖသနာပါတယ်အဝေစီမသွားနဲ့ငါနတ်ပြည်ပဲပို့ပေးမပြီးတကိုးနဲ့ကဲပေးလို့ရသလားတခါတခါမှတွေစဉ်းစားကြည့်သမ်းပါဦးမြတ်စွာဘုရားတောင်လုံမပေးနိုင်တာတွေကိုဒီနတ်ဆုပ်နတ်မွားတွေကလှုပ်ပေးနိုင်တယ်ဆိုရင်ဒီစကားတွေကဒါနော်စကားပြောလိုက်ရင်တော့လွန်သွားမယ်နဲ့တူတယ်ဟုတ်လားနော်အဲ့တော့တရားတော်မတို့စဉ်းစားကြည့်မြတ်စွာဘုရားတော်မှလုံမပေးနိုင်တာကိုနတ်တွေကလှုပ်ပေးနိုင်တယ်ဆိုပြီးတော့တရားမတို့ကထင်နေတယ်အဲ့ဒီနတ်ကတော်တွေဘိုးတော်ရောင်ဘာတွေစရင်တို့ဂါစရိုင်းတို့ဝါစိတ်တို့ဂါဆိုင်ဆိုတာဂိုင်းစရာပြောတာနော်ဝါစိတ်ဆိုတာဘာပြောတာလဲဝိဇ္ဇာအဲ့ဒါတွေကပြောနေတာမှားလားမှန်လားမှားတယ်လုံးဝကိုအဓိပ္ပာယ်မရှိဘူးအဲ့တော့တရားတော်မပေါင်းသူတော်ကောင်းတို့ဒီလောက်သိလို့တောင်မှမစွန့်ဘူးဆိုလို့ရှိရင်တရားတော်မတို့ကိုထေရဝါဒလို့မတတ်မှတ်တော့ဘူးလာဝကဝန်ကြီးဌာနမှာသွားပြောရမယ်ဒီလူတွေအကုန်လုံးဟင်းပေါင်းပါတာလို့ထည့်လိုက်ပါလို့ဟုတ်လားဟုတ်လားမဟုတ်ဘူးလားအေးဒါသတိထားရမယ်အဲ့တော့ကားတဲ့ဘယင်ကြီးကလည်းဆက်နိုင်ပြီးပြန်လာတော့တခါတိုင်းသူမိသားတွေကလည်းထောက်ခံလိုက်ကြတာတို့ဘယင်ကြီးလှုပ်တာမှန်းတယ်ဆိုပြီးတော့ကြည်စမ်း
စိုက်ဆိုင်မှုလို့ဘယ်သူမှမတွက်ကြဘူးမှနတ်တွေကဒေါသထွက်လို့အယမ်းဖြစ်နေပြီတော့သူတို့မှလည်းအကုသိုလ်ကနေများပြီလားမများဘူးလားဘသူ့ကိုပြင်မထားလဲအရင်သီလနဲ့ပြည့်စုံတဲ့အဖေသီလရှိတဲ့ရသေးကြီးကိုပြင်မထားတာအဲ့တော့သူ့ဆရာသရပင်ကရသေးကြီးကိုသူ့တပြည့်တွေလွှတ်ပြီးတော့ခေါင်းခင်ကနေပြီးတော့လာပြီးတော့ပြန်တည်သွားတယ်နတ်တွေကဒေါသတော်တော်ထွက်နေပြီလူတွေကလည်းဘယင်ကြီးထောက်ခံတခါတည်းနဲ့အဲ့ဒီမှာဘာလုပ်လဲဆိုတော့အရင်ဆုံးမိုးတွေရွာပလိုက်တယ်ဟာလူတွေကတော်တော်ဟုတ်တာပဲတို့ဘယင်ဘုံကံကြောင့်ဒီလိုမိုးရွာပေးတာပြီးတဲ့ခါကျတော့မိုးတွေရွာပြီးတော့မကောင်းတာတွေတန့်ရှင်းသွားတဲ့ခါကျမှထပ်ပြီးတော့တခါတည်းသဲမိုးတွေရွာရှာဘာတွေရွာရှာအကောင်းလုံးနေတာမဟုတ်ဘူးနော်ဖျားယောင်းနေတာပြီးတဲ့ခါကျတော့တခါတည်းပန်းမိုးတွေရွာရှာလူတွေကလည်းဟာတို့ဘယင်ကြီးလှုပ်ထားမှန်းတယ်ထောက်ခံနေကြတာနော်နောက်ကျတော့တခါတည်းအသပြားမိုးတွေရွာရှာတယ်ဟာကောက်ကြတာပခက်တွင်းတွေကခလေးတောင်မဲဆိုင်ကြမယ်နော်အကုန်ကောက်ကြတာပဲပတ်စံတွေမိုးပေါ်ပြုတ်ကြလာတာဟုတ်တခါတခါမှရောကြလာရင်မကောက်ဖက်နေပါမလားဟမ်အမှန်တိုင်းပြောစမ်းမှာအဲ့လိုလိန်နာတွေများလို့အဲ့ဒါကိုယ်ကာယဖြစ်နေတာဟုတ်ကလားကောက်လားမကောက်ဘူးလားပြောကြွေကြလာရင်ကောက်မှာပဲဟုတ်ကလားဟိုမှာအလူပွဲတွေမှာဘုရားပွဲမှာပတ်ဆိုင်လေးကျဲတာတော့သူတို့တခါတည်းတိုးလိုက်ကြတာတယောက်နဲ့တက်နေလို့တော့သေရတော့မယ်တိုင်းအဲ့လိုလာကြလာရင်တော့ဘယ်လောက်ကောက်လိုက်ကြမလဲဆိုတော့ဟုတ်ကလားအဲ့ဒါနဲ့တခါတည်းပတ်ဆိုင်ပြားတယ်မကတော့ရွှေမိုးတွေငွေမိုးတွေရွာတခါတည်းရတနာမိုးတွေလက်ဝဲရတနာမိုးတွေရွာလိုက်တာကောက်လိုက်ကြတာပျော်ပျော်ပါးပါးနဲ့ပြီးလေပြီးရောနတ်တရားတခါတည်းဓာမိုးလှမ်းမိုးတွေရွာချတာတခါတည်းစစ်တီတုံးပေါ်မှာငါးတွေအသားတွေတင်ပြီးခုတ်လိုက်သလိုအတုံးတတိုင်းပြေလုံးတောင်ပြည့်ဘာဖြစ်လဲတက်ပြောင်သွားနော်အဲ့ဒီခါကျမှတခါတည်းနတ်တွေကနေမိကြီးကဲမိုးတွေရွာပြီးတော့ပြာဘူးမျိုးတွေရွာတခါတည်းသဲနဲ့ဖုံးလိုက်တာတစ်မျိုးလုံးတက်ကုန်ပြီးမျိုးလုံးကျော်ပျောက်သွားတယ်ကဲတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တိုက်ဆိုင်မှုကိုနားမလဲပဲနဲ့အဲ့ဒါလိုလှုပ်ခဲတဲ့အတွက်ကြောင့်သူတော်ကောင်းကိုပြင်းမှန်းမိတဲ့အတွက်ကြောင့်အဲ့ဒီဒန္တကီမင်းရဲ့ဒန္တပူပြည်ကြီးတစ်ခုလုံးဟာပျက်စီးသွားရလားမပျက်စီးရဘူးလားအဲ့ဒီတော့တက္ကမပေါင်းသူတော်ကောင်းတို့ဓာသတိထားဖို့လိုတယ်ဟုတ်ကလားဒါလို့ဆိုရင်တော့တက္ကမတွေအုံသီးကျွတ်လောက်ပြီလို့ထင်ပါတယ်နော်ဟုတ်လို့လားအတန်တိုးတယ်ကဲစွန့်နိုင်တဲ့လူတွေလက်ညှိုးထောင်လိုက်စမ်းပါဦးတချို့ကပါဇက်ကြိုက်နေပါလားဟာစာချုပ်ချုပ်ရမယ်နဲ့တူတယ်ဟုတ်ကလားဟာတက္ကမပေါင်းသူတော်ကောင်းတို့ဖျားမယုံဘူးလားခုနပြောပြီးပြီနော်ကြောက်နေသေးရင်ဘယ်ကိုယ်တော်လို့ဖို့ချမလဲမဟာဝိဟာရမော်ဘီကကနဝါစကစာချကိုယ်တော်လေးကိုသွားကင်ပါဟုတ်ကလားမထမစွန့်ရဲရင်ကင်စမ်းပါဖြူစရာတော်ပြောသလိုရားလာပြီဟုတ်ကလားဦးစင်းကငယ်တည်းကပဲအဲ့ဒီနတ်တွေကိုအယုံကြည်မရှိတာလုံးဝကိုအယုံကြည်မရှိဘူးအဲ့ဒါတခါမတွေသူတို့ကိုဘာမဟုတ်ညာမဟုတ်သွားပြီးတော့အဲ့လိုနော်မယောင်ရစီလူလုံနေလို့ပို့ပြီးတော့ရောက်တက်နေတာတကယ်သူတို့ကဘာမှမလုံနိုင်ဘူးအဲ့တော့တခါမပေါင်းသူတော်ကောင်းတို့နတ်တွေကိုပူဇော်ခြင်းမြတ်စွာဘုရားကနီးပေးထားတယ်မလို့ခြင်းဘူးလားကြည်စမ်းဘုရားရှင်ကိုတော်မြတ်ကြီးကနေဒီစနစ်တွေပေးသားပါလင်းနဲ့တခါမတွေကမယောင်ရစီလူလုံနေကြတာအဲ့တော့မြတ်စွာဘုရားကပြောတယ်နတ်တွေကိုတကယ်ပူဇော်ခြင်းဘလို့လုပ်ရမလဲတဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေကိုသွန်သင်္ကန်းကြောင့်စီပစ္စည်းလေးပါးတွေလှူဒန်းမှာနံပါတ်1ဟုတ်ကလားလှူဒန်းပြီးတော့အဲ့ဒီလှူဒန်းတဲ့ကုသိုလ်ကောင်းမှုတွေကိုမိမိရဲ့ရိုးရာအစဉ်လာဘိုးဘွားတွေကိုယ်ွယ်ထားခဲ့တဲ့နတ်တွေကိုအမျှဝေပေးပါတဲ့မြတ်စွာဘုရားကအဲ့ဒါပူဇော်ခြင်းအစစ်ပဲတဲ့အဲ့လိုနတ်တွေကိုပူဇော်ပြီးဆိုရင်နတ်တွေကနေပြီးတော့နော်ဩရတံမာတာဩရတံအမိကနေပြီးတော့ဩရတံမိမိရဲ့ယင်မာဖြစ်တဲ့သားကိုစောင့်ရှောက်တယ်လို့ပဲနတ်တွေကလည်းတခါမှအပေါင်းသူတော်ကောင်းတို့ကိုစောင့်ရှောက်လိမ့်မယ်တဲ့မြတ်စွာဘုရားကဘယ်သူကပြောတာလဲဒါဖြင့်တခါမှတွေနတ်တွေကိုမှန်ကန်ပူဇော်ပါတာနေသိပြီလားဘာမှသူတို့ကိုအဲ့လိုလုံနေစရာမလိုအုံသီးထားစရာလည်းမလိုဘာမှမလိုဘာစင်ထားစရာမှမလိုဘူးတခါမှတွေနတ်တွေဝါတွေရဲ့စောင့်ရှောက်မှုကိုခံကျင်တယ်ဆိုလို့ရှိရင်ခုနပြောပြီးဘာလုပ်ရမလဲကုသိုလ်ကောင်းမှုအလုံးကိုမိမိရဲ့ရိုးရာနတ်တွေကိုဘာလုပ်ပေးပါလဲအမျှဝေပေးပါဒါသိမှန်ကန်တဲ့အလုပ်ပဲဟုတ်လားမဟုတ်ဘူးလားအနာတပိန်တထေးကြီးရဲ့အိမ်မှာနေတဲ့နတ်အဲ့ဒါမြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေကြွလာရင် तू ကတကူကနတ်ဆိုတော့ဖ
ုန်းကြီးတွေထက်ကမနေနိုင်ဘူးအောက်ဆင်းဆင်းနေရတော့အဲ့တော့နာတပိန်တထေးကိုစောစောကတော့မပြောနိုင်ဘူးနာတပိန်တထေးကြီးပစ္စည်းဥစ္စာတွေဆင်းရဲသွားတော့ဒါသူ့အတိတ်ကကံနေကြောက်ပါနတ်ကြောင့်မဟုတ်ဘူးတရားဓမ္မတွေဆိုထင်မှာဒါနတ်ကြောင့်ပဲလာအောင်မယ်နော်အဲ့နတ်ပဲတနတ်နဲ့နတ်နေတော့တာပဲအဲ့ဒါနဲ့နောက်ကျတော့သူကတခါတည်းဟန်ကြပြီဆိုပြီးတော့အနာတပိန်တထေးလည်းဆင်းရဲသွားရောသွားပြောတယ်ကြည်စံသောတာပန်ကိုအဲ့ဒါဘုန်းကြီးတွေလှူဒန်းနေလို့ဆင်းရဲတာတဲ့ယဟန်တန်ဃာတွေမလှူနဲ့ဆိုတော့အနာတပိန်တထေးကဒီနတ်ဆုပ်ကတော်တော်ဆိုးတယ်သွားမင်းမနေနဲ့ဆိုပြီးမောင်းထုတ်လိုက်တာတခါတည်းဒုက္ခတွေရောက်ပြီးနေစရာမရှိပဲပတ်ကလေးတွေဆွဲပြီးတော့ကဲလူကြမ်းရင်နတ်ကြမ်းမခံနိုင်ဘူးဆိုတာအဲ့ဒါပဲဟောတရားဓမ္မတွေအဲ့ဒါ तू သောတာပန်လို့သွားမပြောနဲ့နော်တရားဓမ္မတွေလည်းတဏှဂုံမြဲရင်၅ပါးသီလလုံခြုံရင်သောတာပန်နဲ့အတူတူပဲဟုတ်ကလားတရားဓမ္မတွေ၅ပါးသီလလုံခြုံပြီးတဏှဂုံမြဲရင်ဘာနဲ့တူတယ်အေးအခုလေကြည်စံအနာတပိန်တတိကြီးနတ်နေထုတ်တာနတ်ကထွက်သွားတယ်ဘာသူ့အိမ်မှာကတ်နေတာဟုတ်ဆိုတဲ့အခါကျတော့နတ်ကမီယာမရအဲ့ဒီမှာဒုက္ခတွေရောက်ပြီးတော့နတ်တွေဆင်းနေသွားလိုက်တာနောက်ဆုံးကြတော့အဲ့ဒါအကြီးဆုံးနတ်ကနေပြီးတော့တရားမင်းရနဲ့တူပါတယ်အကြံပေးလိုက်လို့အဲ့ဒါပြန်ပြီးတော့တောင်းပန်ပြီးတော့အနာတပိန်ရဲ့ဥစ္စာတွေကိုမြေမှာမြုပ်နေတဲ့ဥစ္စာတွေမရသေးတဲ့ကျွေးတင်နေတဲ့ဥစ္စာတွေကိုနတ်ကနေပြီးတော့အကူညီနဲ့ရအောင်လုပ်ပေးလိုက်တယ်အဲ့လိုလုပ်ပေးတယ်ဆိုတာလေတကယ်တော့နတ်ရဲ့တကူဟုတ်သလားဘယ်ဟုတ်မလဲသူကုသိုလ်ကံကြောင့်ရထားတဲ့ဥစ္စာတွေကိုပြန်ပြီးတော့ကူညီပေးုံသဘောပဲရှိတယ်ဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုယ့်ကိုနတ်ကမကျင်လို့ရှိရင်ကိုဟာကုသိုလ်ကောင်းမှုများများလုပ်ရမယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကိုသူတို့ကိုဘာလုပ်ပေးရမလဲအမျှဝေပေးရမယ်အေးတရားဓမ္မပေါင်းသူတော်ကောင်းတို့ကတခါတဲ့အဲ့ဒီဟိုဘယ်ဘဲမောင်တင်းနဲ့မောင်နှမကိုလိုက်ကလေးနဲ့ကာတာဘာဖြစ်လို့လဲမီးကြောက်လို့မဟုတ်လားအဲ့တော့အိမ်မီးလောင်ရင်ဘယ်လိုအရင်ပြေးမလဲအဲ့ဒါပဲဘယ်နဲ့တော့ဟင်ကဲပြောတရားဓမ္မတွေယုံကြည်တယ်ဆိုပါတဲ့ဟင်မောင်နှမတွေမီးကြောက်လို့သူကာထားဆိုအိမ်မီးလောင်ရင်သူအရင်ပြေးမှာပေါ့မိသားကခေါ်ပေးပါမလားနော်အေးအဲ့ဒါပဲကြည်ဒါကြောင့်ဦးဇင်းတို့စာထဲမှာလေဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ကုသိုလ်ကောင်းမှုတွေကိုဒါများများလှုပ်ဆမ်းပါနော်လိုက်ဆိုလိုက်ကြသမှာကုသိုလ်ပုံညပြုကြလင်းလင်းအမိဂါသာဆောင်ညာတူပင်ကိုပြုနိုင်မှကိုကားပိုင်ရှင်ခွင့်ကြုံညာကိုအားဆောက်သည်ပင်ကုသိုလ်ပုံညပြုကြလင်းလင်းအမိဂါသာဆောင်ညာတူပင်ကိုပြုနိုင်မှကိုကားပိုင်ရှင်ခွင့်ကြုံညာကိုအားဆောင်သည်ပင်အေးကုသိုလ်ကောင်းမှုတွေများများလုပ်ထားရမှာအဲ့ဒါမှအဲ့ဒီကုသိုလ်ကောင်းမှုတွေကတရားဓမ္မတွေကိုကဲမှာဘယ်သူကကဲမှာလဲဖယားကဲနိုင်လားနတ်ရောဝေလာဝေးတပိုင်းတော့ကမကြအေးအဲ့ဒါကြောင့်ဦးဇင်းတို့ဇတ်တော်ထဲမှာဘုရားလောင်းသင်္ခပုံနာကြီးပင်လယ်ထဲကနေပြီးဂုံသွဲကိုခရီးထွက်မယ်ဆိုတော့သင်္ဘောနဲ့သွားရတယ်အဲ့ဒါကကြတော့ဘုရားလောင်းကသင်္ဘောနဲ့ဂုံသွဲထွက်တော့မယ်ဆိုတော့ပြစ္ဆေကဗုဒ္ဓကနေတကူးနဲ့ကြည့်လိုက်တော့ဟာဒီပုံနာသမုဒ္ဒရာထဲမှာသင်္ဘောပြင့်မှာပဲပြင့်ရင်တော့သူတို့ဒုက္ခရောက်တော့မယ်ငါသူ့ကိုရှင်းမြောက်အောင်မှာပဲဆိုပြီးတော့အဲ့ဒီမှာပြစ္ဆေကဗုဒ္ဓကနေတကိုးနဲ့ကြွလာနော်ဘုရားလောင်းမှာကထီဆောင်လို့ဖနှက်စီးထားတယ်လေပြစ္ဆေကဗုဒ္ဓကခေါင်းခင်ကကြွလာတမင်သက်သက်ကိုဘုရားလောင်းကုသိုလ်ကောင်းမှုလုပ်အောင်ဆိုပြီးအဲ့ဒီသဲတောင်မြင်နေပူပူမှာရှောက်သွားတယ်ဖနှက်မပါပဲနဲ့အဲ့တော့ဘုရားလောင်းကအဲ့ဒီပြစ္ဆေကဗုဒ္ဓမြင်တဲ့အခါကျတော့ကြီးညိုသွားပြီးတော့ပင့်ပြီးတော့ကြာနာနာခြေထောက်တွေပါတွေကိုတခါတည်းစီတွေပိုင်းနဲ့လိမ့်နတ်သားတွေနဲ့လူပြီးတော့ပူဇော်ပတာပြီးသူ့ရဲ့အခင်းလေးပေါ်မှာထိုင်ခိုင်းပြီးတော့ဖနှက်ကလေးလူလိုက်တယ်ထီလူပြီးတော့အဲ့တော့ပြစ္ဆေကဗုဒ္ဓကလည်းသူ့ရဲ့ကုသိုလ်ကောင်းမှုတွေတရားတရားတွေတိုးပွားအောင်ဆိုပြီးပြစ္ဆေကဗုဒ္ဓကဘာလုပ်လဲဆိုတော့ဖနှက်ကိုစီးပြီးတော့ထီဆောင်ပြီးတော့ခေါင်းကင်မှာပြန်သွားတယ်အဲ့တော့ဒကာဓမ္မပေါင်းသူတော်ကောင်းတို့ယဟန်တော်တွေဆိုတာဒကာဒကာမပေါင်းသူတော်ကောင်းတို့ရဲ့နော်ရသမျှပစ္စည်းကိုရလေအိုးသစေဘုန်းကြီးလောဘပင်လယ်ဝနဲ့အကုန်လုံးရှိသမျှယူရမှာဟုတ်သလားမဟုတ်ဘူးဒကာဒကာမတွေကိုဒကာဒကာမတွေရဲ့ပစ္စည်းဥစ္စာတွေလည်းမပစ္စည်းရဘူးကုသိုလ်ကောင်းမှုလည်းဖြစ်စဉ်ရမယ်ဆိုတဲ့စိတ်နဲ့ယဟန်တော်တွေကအ
အနုဂဟစိတ်တွေနာတဲ့ရှင်းမြောက်လို့တဲ့စိတ်နဲ့အလူခံရမှာအဲ့လိုမဟုတ်ဘူးတခါနဲ့လူတာအကုန်လူကျင်တဲ့လောက်လူအကုန်ယူတယ်ဟင်းလို့ပဲတာမရှိဘူးဒီလိုဆိုလို့ရှိရင်ဒါယဟန်ကောင်းတမနာကောင်းမပြီးသားဘူးအဲ့တော့အဲ့ဒီမှာလဲကြည့်သူဒုက္ခရောက်မှမြင်လို့လာပြီးတော့ရှင်းမြောက်တာမဟုတ်လားယဟန်တော်တွေဆိုတာဒီလိုပဲဖြစ်ရမယ်ဒါကြောင့်မြတ်စွာဘုရားကပြောတာဒကာဒကာမတွေကအကျိုးစီးပွားကိုဒကာဒကာမတွေရဲ့အကျိုးစီးပွားကိုလူလားတဲ့တောင်းတတယ်ဆိုရင်မြတ်စွာဘုရားကယဟန်တော်တွေကိုပြောတယ်သီလမေဝပฏิပူရကာတိတဲ့ဘုရားကအာခင်ခေယသုတ်တံမှာယဟန်တို့သင်တို့ကဒကာဒကာမတွေရဲ့အကျိုးစီးပွားကိုတကယ်လူလားတောင်းတပါတယ်ဆိုရင်မင်းတို့သီလဖြည့်ကျင့်ကြပါဝိနည်းသီလတွေစင်ကြယ်အောင်နေပါတဲ့တခါလဲဘုန်းကြီးကနေပြီးတော့ကြက်တွေမွေးထားအိမ်အเจ้าပေါ်မှာအရက်တွေတောက်ပလင်းလဲဘုန်းကြီးမလဲနေ့တိုင်းညသားတွေဒကာဒကာမတွေကတ်ခိုင်းပြီးပောက်ကရလုံနေပြီးသာသနာဖြစ်နေရင်ဒါဒကာဒကာမတွေရဲ့အကျိုးစီးပွားကိုဖြစ်သူလားရှင်းမြောက်သူလားတချို့ဘုန်းကြီးတွေအဲ့ဒါကြက်တောင်မွေးထားတယ်ယဟန်တွေဘယ်ကကြက်မွေးကောင်းမလဲကြက်မွေးပြီးကြက်ရောင်းစားတော့လူထက်တောင်ဆိုးသေးတယ်ဘုန်းကြီးဖြစ်ပြီးတော့ပါဏာတိပါဒမှုတော့မလုံဘူးလေပါဏာတိပါဒဆိုတာကိုတတ်မှမဟုတ်သမားကိုတတ်ခိုင်းရင်လည်းဒါပါဏာတိပါဒတစ်မျိုးပဲအခုလူတွေကိုဘယ်နဲ့ကြက်ရောင်းစားတယ်ဆိုတော့လူတွေကအဲ့ဒီကြက်မွေးထားတာမှမဟုတ်တာဟုတ်ကလားဘလောင်းများသာသနာကိုဖြစ်စည်းနေလဲဆိုတော့အဲ့ဒါကြီးဒါတက္ကရာမတွေရဲ့အကျိုးစီးပွားကိုပြည့်စည်အောင်လုပ်နေတဲ့ပုံကိုယ်တွေပဲဒီလိုသတ်မှတ်ရမယ်ဒါမြတ်စွာဘုရားဒေသနာအရပြောတာနော်အဲ့တော့အဲ့ဒီမှာကြည်သင်္ခဘုံသားကြီးကအဲ့ဒါလေးကြည်စိတ်ထဲမှာကြီးညိုလိုက်တာအဲ့တော့သင်္ဘောထွက်သွားသင်္ဘောထွက်တော့သိမကြောက်သင်္ဘောကြီးကတခါတည်းလေမွန်တိုင်းတွေတိုက်ပြီးတော့ထက်ချမ်းကွဲပြီးတော့ပြည့်ခါတော့ပေါက်ပြီးတော့ပြည့်စည်သွားပြည့်စည်တဲ့အခါကျတော့တခြားပုဂ္ဂိုလ်တွေကသိတဲ့အတိုင်းပေါ့တခါတခါမိုက်လို့ပဲဟာဘယ်နဲ့ကဲပါဘာညာကဲပါတခါတည်းអော်ကြတာဘသူကဲပါကဲခိုင်းတာတခါတည်းဟိုတက်ကိုကုံရောပဲသူတို့ကိုးကွယ်စိတ်ကတဲ့ပူဇော်ပတာတဲ့နတ်တွေကိုတကောင်းမှလာမကဲပါလားကဲဟင်မကဲဘူးစာထဲမှာပါတယ်အဲ့ဒါပဲကြားကြောက်လို့ရှင်ကြီးကိုအဲ့ဒီစကားပုံသိတယ်မဟုတ်လားအေးကြားကြောက်လို့ရှင်ကြီးကိုလိုက်တာရှင်ကြီးကြားတဲ့ဆိုးသွားတယ်အဲ့ဒီပုံစံပဲတခါနတ်တွေကိုခါနဲ့ပူဇော်ပတာပြီးတော့နေတာဆူတောင်းတဲ့အခါပင်လယ်ထဲမှာဒုက္ခရောက်ဖို့ခါကျတော့ဘာမှမကဲနိုင်ဘူးဒီနတ်တွေဘာမှလည်းတယောက်မှမလာပါလားဩဘုရားလောင်းကကြတော့တခါတည်းရှင်းတခါလင်းစင်နိုင်ပေါ်တက်ပြီးသူ့တပြည့်နဲ့ထောပတ်တွေစီဦးတွေပြည့်အောင်စားတကားတွေတုပ်ပြီးတော့တခါတည်းကိုမကန်းတွေလိတ်တွေဝေးတဲ့နေရာကိုခုံချတယ်ငမန်းတွေပေါ်တဲ့အဲ့ဒီနေရာကနေပြီးလွတ်အောင်ခုံပြီးတော့ရေကူးသွားတာကူးသွားတဲ့အခါကျတော့အဲ့ဒီမှာတရားမင်းကနေပြီးတော့ပင်လယ်စောင့်တဲ့နတ်သမီးကိုပြောထားတယ်မဏိမေခလာကိုဒီသမုဒ္ဒရာထဲမှာတဲ့တဏ္ဍကုံတီသီလရှိမိဘလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်တွေရေထဲမှာမျောနေကဲရမယ်လို့ပြောထားတယ်တရားမင်းကနတ်ကိုးခွယ်တဲ့ပုဂ္ဂိုလ်တွေပါလားမပါဘူးကဲဘာမလဲတရားမင်းကဟမ်အဲ့ဒါပဲလေအဲလှုပ်ကြကြအဲ့ဒါဘာမှကိုတော်ကြီးကိုတော်လေးတို့မန်းနေလေးတို့ကိုကြီးကျော်တို့လာခဲ့မှာမကိုကြီးကျော်သူ့အဆုံးဘူးတို့လဲလို့တောင်မှသတိရမှာမဟုတ်ဘူးဟုတ်လားအေးအဲ့ဒါကြည်စမ်းတဏ္ဍကုံတည်တယ်၅ပါးသီလလုံခြုံတယ်မိဘလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်တွေကိုကယ်ဖို့တရားမင်းကပြောထားတာအဲ့ခါကျတော့မဏိမေခလာနတ်သမီးကသတိရတဲ့ခါကျတော့ဟာဒုက္ခပဲငါမင်းနေလိုက်တာဆိုလို့ဆင်းလာပြီးတော့အဲ့ဒီမှာဘုရားလောင်းကိုတူတူပဲပြောကြပါဆိုကယ်လိုက်တယ်ပေါ့လေကယ်ပြီးတော့တခါတည်းသင်္ဘောကြီးကိုဖန်ဆင်းပြီးတော့အဲ့ဒီသင်္ဘောထဲမှာယေရနာတွေအပြည့်တင်ပြီးတော့ဘုရားလောင်းကိုတည်ပြီးတော့သင်္ဘောပေါ်တင်သွားတော့ဟောဘုရားလောင်းရဲ့တပည့်ကိုနတ်သမီးကလှဲ့တော်မကြည့်ဘူးတဲ့လှဲ့တော်မကြည့်တာဘာကြောင့်လဲဆိုတော့ကြည်စံဒီမှာဘလောက်အားဟောစရာကောင်းလဲအဲ့ဒီဘုရားလောင်းရဲ့တပည့်မှာကုသိုလ်ကောင်းမှုလုံးမထားလို့တဲ့ဗျာကဲအခုနတ်သမီးကယ်တယ်ဆိုတာနတ်သမီးကကယ်ခြင်းလို့ကယ်ရတာလားသူကုသိုလ်ကောင်းမှုကြောင့်လှုပ်ပေးတာလားအဲ့ဒါနတ်သမီးကြောင့်ဒီလိုမျိုးချမ်းသာရတာလားသူလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကြောင့်ရတာလားအေးအဲ့ဒါနဲ့ဘုရားလောင်းကအသိဉာဏ်ရှိလို့သူလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုကိုသူတပြည့်မင်းအမြတာရုခေါ်ပါငါအမြဝေမယ်ဆိုကမှအဲ့ဒါအမြဝေပေးလိုက်တော့ဟိုကတာရုခေါ်တဲ့ခါကျတော့တပြည့်ကိုပါလှေပေါ်တင်ပြီးတော့အဲ့ဒီရင်နာတွေအပြစ်တင်တဲ့လေကြီးကိုလွတ်ပေးလိုက်တယ်ကဲကြည်စမ်းအဲ့ဒါပဲကုသိုလ်ပုံညပြုကြလင်းအမိကသားဆောင်ညာတူပင်အဲ့ဒါကမပေါင်းသူတော်ကောင်းတို့ကြည်သူလှုပ်ထားတဲ့ကုသိုလ်သူ့ကိုစောင့်ရှောက်သွားတာမဟုတ်လားအေးမြန်မာဗုဒ္ဓဘာသာဝင်နေတဲ့ဒီလိုအတွေ့အကြုံတွေရှိတယ်အများကြီးပဲတဏ္ဍကုံရဲ့စွမ်းအားကြောင့်တဏ္ဍကုံစွမ်းအားဆိုတာဘုရားတရားသံဃာယနာသုံးပါးအာယုံပြုလိုက်တဲ့အခါမှာ
အဲ့ဒီဖယားကိုအာယုံပြုတဲ့ကုသိုလ်ဟာအာယုံပြုတဲ့ဗုဒ္ဓနုဒ္ဒတိကကုသိုလ်မဟုတ်ဘူးလားအဲ့ဒီကုသိုလ်စိတ်ကကယ်ပေးတာဖယားကယ်တယ်မထင်နဲ့အောင်မဲမြန်မာပြည်ကဗုဒ္ဓဘာသာဝင်တယောက်အဲ့ဒါတခါတုန်းကသင်္ဘောပြက်သွားတဲ့ခါကျတော့ပင်လယ်ထဲမှာဒီတိုင်းမဲ့သူလေးလေးတစ်စင်းနဲ့မျောသင်္ဘောကြီးပြက်သွားတော့9ရက်လောက်ကြီးပြီစားလဲစားလို့မရဟာသေလဲသေတော့မယ်ကျန်တဲ့ကူတဲ့သင်္ဘောတွေကလည်းရောက်မလားအဲ့ဒါနဲ့သူကနေပြီးတော့မျောနေတယ်အစာရည်သားလည်းမစားရတဲ့ခါကျတော့ရေလဲတောက်เสียသလိုရင်ငန်းမရှိတယ်ဟာမကြခင်ဘာလဲလားလဲဆိုတော့တခါတည်းတရေကြီးဖြူဖြူကောင်းကြီးသူ့ကိုစားတော့မယ်ဆိုပြီးတော့တခါတည်းရေပြင်ကနေခြောက်လာတယ်အဲ့ဒါကြီးကိုမြင်တဲ့ခါကျတော့ဒီလူကလည်းတခါတည်းနဲ့ကြောက်ကြောက်လန့်လန့်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကယ်ပါနောက်ဓမ္မတရဏံကိစ္ဆာမိတရားကယ်ပါဆိုတဏ္ဍကုံတော့ဆိုတာမဟုတ်ဘုရားကယ်ပါတရားကယ်ပါတန်ဃာကိုရွတ်ဖို့မေ့နေတယ်သူကဘာလဲနောက်လဲတဏ္ဍကုံကြီးစံတန်ဃာကျတော့သူစဉ်းစားတယ်ဘာလဲဟာတန်ဃာတရဏံကိစ္ဆာမိကိုသတိမရဘူးသူကဘုရားကယ်ပါတရားကယ်ပါအမလေးဘုန်းကြီးကယ်ပါဟုတ်လားတန်ဃာကိုသတိမရတော့တခါတည်းတရေကြီးကတခါတည်းလန့်ပြီးတော့ပြေးသွားတာသူ့ကိုမစားနိုင်တော့ဘူးစားဖို့လာတာပိဋ္ဌာကြီးကအဲ့ဒါတရားတော်မပေါင်းသူတော်ကောင်းတို့အဲ့ဒါယနာသုံးပါးကိုကြီးညိုလေးစားတဲ့ကုသိုလ်စိတ်ကကယ်ပေးလိုက်တာမဟုတ်လားအဲ့ဒါပဲဘုရားတရားကယ်တယ်လို့မထင်နဲ့တကယ်တော့အဲ့ဒီဘုရားတရားသံဃာယနာသုံးပါးပေါ်မှာယုံကြည်တဲ့တတ္တာတရားတည်းဟူသောကုသိုလ်စိတ်ကကယ်ပေးလိုက်တာကိုလှုပ်တဲ့ကံကပဲကိုယ်ကိုကယ်တာမဟုတ်လားအေးကြောက်တရားတော်မပေါင်းသူတော်ကောင်းတို့တရားတော်မပေါင်းသူတော်ကောင်းတွေဗုဒ္ဓဘာသာဝင်နေရလို့ဖြစ်လာပြီဘုရားယုံကြည်တယ်ဆိုရင်ဒီကံရဲ့အကျိုးဟာတိတ်ပြီးတော့အရေးကြီးလားမကြီးဘူးလားအဲ့တော့တရားတော်မပေါင်းသူတော်ကောင်းတို့မယောင်ရစီလူနော်ဘုရားတရားသံဃာယနာသူတချို့ကဆိုလိုက်သေးရဲ့ဗုဒ္ဓောမေတရဏအဉ္ညာဏတ္ထိတဲ့ဘုရားမှာတပါးကိုးကွယ်ရမရှိတဲ့ခေါင်းရင်းမှာဘိုးတော်နတ်ကတော့အန်းကုန်းတွေရောကိုကြီးကျော်တွေရောအဲ့မှာမန္တလေးတို့တွေရောဟိုမှာဟိုကွိုင်းရင်မဲတော်တို့ရောတရုတ်ပြည်ကလည်းရောက်တယ်ကျမြန်မာတွေသဘောကောင်းလိုက်တာတရုတ်ပြည်ကလည်းရောက်တယ်အိန္ဒိယကလပြည်ကလည်းလာတယ်ဟာတော်တော်သဘောကောင်းတဲ့မြန်မာတွေပဲဟုတ်ကလားအဲ့လောက်သဘောကောင်းလို့ရှိရင်အဲ့ဒီဝူဟန်ဘိုက်တွေကိုသွားပြီးတော့သယ်ပါလားသယ်မလားပြောအဲ့ဒါကြတော့ဒိန်းနေတယ်တော်တော်သဘောကောင်းတဲ့မြန်မာပြည်ကဗုဒ္ဓဘာသာတွေဟင်းမောင်းဘာသာတွေဘာဘာသာတွေတော့အဲ့တော့တရားတော်မပေါင်းသူတော်ကောင်းတို့ဟင်းမောင်းဘာသာဖြစ်ခံမလားအဖြစ်မခံရင်ဒါတွေဘာလုပ်ရမလဲစွန့်ရမယ်ဟုတ်ကလားဦးဇင်းတို့ကငငယ်တည်းကပဲခုနပြောကြတယ်အယုံကြည်မရှိဘူးနော်ဦးဇင်းတို့နေရာဒေသတွေမှာလည်းအဲ့ဒီနတ်ကိုတိတ်ပြီးတော့အယုံကြည်ရှိတဲ့လူတွေမရှိဘူးတချို့တလေတယောက်တလေလောက်ပဲအဲ့ဒီရိုးရာနတ်ဆိုပြီးအဲ့ကျက်လဲပင်တက်နင်းလို့နင်းလဲပင်လိလို့လိလုံလာအဲ့ဒီပုံကိုယ်တွေပြန်ပြီးအဲ့ဒီအကုသိုလ်ကံခံရမှာတိတ်ကြောက်စရာကောင်းတယ်နော်ကံဆိုတာတိတ်ဆန်းကျက်တယ်တရားမအပေါင်းသူတော်ကောင်းတို့တန်တရားမှာခရီးသွားလို့ရှိရင်အမားမပါအောင်သတိထားရမယ်အော်ကြည့်လေဦးဇင်းတို့စာထဲမှာကတ္တပဘုရားလက်ထက်တုန်းကမုတ်ဆိုးတယောက်မုတ်ဆိုးအလုံးနဲ့အသက်မွေးတာ तू ကငှက်မုတ်ဆိုးငှက်တွေဖမ်းပြီးလို့ရှိရင်ဘာလုပ်ထားလဲဆိုတော့ဒီကိလိုရေခဲတက်တာလည်းမရှိဘူးမရှိတဲ့အခါကျတော့ငှက်တွေကိုအတောင်တွေရှိုးခြေထောက်တွေချိုးပြီးတော့မပုတ်အောင်ဆိုပြီးတော့မြုပ်နဲ့ထည့်ထားတယ်အဲ့တော့ငှက်တွေကအဲ့ဒီဒုက္ခဝေဒနာတွေခံစားရတာပေါ့အဲ့တော့တရက်ကြတော့သူတို့အဲ့ဒါသူအမဲလိုက်ဖို့အဲ့ဒီငှက်တွေဖမ်းဖို့သွားရင်းနဲ့အဲ့ဒီငှက်သားနဲ့ရှက်လာတဲ့ထမင်းနဲ့ဟင်းကိုတရားအားထုတ်နေတဲ့ကိုတော်တစ်ပါးကိုသီလရှိတဲ့ကိုတော်တစ်ပါးတွေ့လို့လောင်းလူလိုက်တယ်အဲ့ဒီဘဝကသေသွားတဲ့ခါကျတော့နော်အဲ့ဒါမြတ်စွာဘုရားလက်ထက်မှာလူလာဖြစ်တယ်ဖြစ်ပြီးတဲ့ခါကျတော့ဘုရားသာနာတဲ့ဝင်ပြီးယဟန်ဝတ်တယ်ဝတ်တဲ့ခါကျတော့ယဟန်ဝတ်ပြီးတော့သိမကြဘူးခန္ဓာကိုယ်မှာတခါတည်းနှမ်းစီလောက်အလုံးလေးတွေနောက်ကြီးလာတာတဖြည်းဖြည်းနဲ့အုံးရှည်သီးလောက်ကြီးတွေပေါက်ပြီးတော့တကူလုံးအယိုးတွေကွဲအသားတွေပုတ်ပြီးတော့ဘလူမှမကတ်နိုင်ဘူးသူ့အနာကိုဘယ်ယဟန်တော်မှမကတ်နိုင်တော့ဘူးအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုယ်တိုင်ပြုစုရတဲ့ယဟန်ကိုအဲ့ဒါမြတ်စွာဘုရားကသူ့ကိုတရားဟောတာအဲ့ဒါပုဋ္ဌိဂဋ္ဌမထေတဲ့တရားဟောတော့ယဟန္တာဖြစ်ပြီးတော့ပြိဋိဘံပြုချတယ်အဲ့တော့ယဟန်တော်တွေကမေးတယ်ရှင်ဘုရားဒီလိုယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဘာလို့ဒီအကုသိုလ်ကြီးခံရတာလဲဘုရားသူဟာအတိတ်ဘဝတုန်းကအဲ့ဒါငှက်တွေကိုခြေထောက်တွေချိုးအတောင်တွေချိုးခဲ့လို့ဒီလိုအကုသိုလ်ခံစားရတာဘာလို့ယဟန္တာဖြစ်လဲဆိုလို့ရှိရင်ဒါအဲ့ဒီကတ္တဗဘုရားလက်ထက်တုန်းကယဟန်တော်တစ်ပါးကိုဆုံးလောင်းခဲ့တဲ့ကုသိုလ်ကံကြောင့်ပဲတဲ့အဲကြောင့်ဦးဇင်းတို့မြတ်စွာဘုရားက
နာယိဓမ္မောအဓမ္မောစဥဘောသမဝိပါခိနောအဓမ္မောနိတယနေတိဓမ္မောပါပေတိတုကတေကုသိုလ်နဲ့အကုသိုလ်ဆိုတာလမ်းကြောင်းမတူဘူးကုသိုလ်သည်ကောင်းတဲ့နေရာကိုပို့ပေးမယ်အကုသိုလ်ကမကောင်းတဲ့နေရာပို့ပေးမယ်ကြောင့်တရားတော်မှာပေါင်းသူတော်ကောင်းတို့တရားတော်မှာပေါင်းသူတော်ကောင်းတို့ဟာထေရဝါဒဗုဒ္ဓဘာသာရဲ့လို့အမိခံထားရင်ဒါတွေကိုဆင်ញင်ဖို့လိုလားမလိုဘူးလားဦးစင်းကဗေဒက3ပုံပါဠိတော်ထာဂရတိကာတွေကိုတကယ်ခြောက်ချပြီးတော့ဝတ္ထုတာရကပေါင်းများစွာနဲ့ဒီလိုလုံငန်းနေရမမှန်ကန်ပါဘူးလို့အကျဉ်းချင်းတရားတော်မှာပေါင်းသူတော်ကောင်းတို့ကိုထောက်ပြခဲ့ပြီးပြီပြလားမပြဘူးလားအဲ့လိုထောက်ပြတယ်ဆိုတာတရားတော်မှာပေါင်းသူတော်ကောင်းတို့တချို့ကဦးစင်းကိုမုန်းကျင်မုန်းလိမ့်မယ်ဂယုမဆိုင်ဘူးယဟန်တော်တွေဆိုတာတရားတော်မှာပေါင်းသူတော်ကောင်းတို့မုန်းမှမကြောက်ရဘူးဆရာလှုပ်သူဆိုတာတပြည့်မုန်းမှမကြောက်ရဘူးဦးစင်းတို့ကတရားတော်မှာပေါင်းသူတော်ကောင်းတို့ကိုဘာလုပ်ပေးတာလဲဆိုတော့လဲချောင်းထဲမှာအိုးချမ်းခွဲနစ်နေတဲ့ကလေးကိုသူ့အဖေတွေသူ့အမေတွေကကလေးကလက်စော့ရှိသောနဲ့အိုးချမ်းခွဲပါဇက်တဲ့မြူချလဲချောင်းထဲရောက်နေတော့အာဓမတခါတည်းပက်တဲ့လမ်းပြီးတော့ကလေးကိုအိုးချမ်းခွဲဆွဲထုတ်တယ်ကလေးကသွေးတွေပါထွက်လို့တအားငိုတယ်အဲ့ဒါသေသေးချင်းလို့လှုပ်တာဟုတ်လားအိုးချမ်းခွဲလဲချောင်းထဲကျသွားရင်ဝင်းထဲရောက်သွားရင်ဒါတည်းဆိုးမှာဦးစင်းကလည်းဒီတိုင်းပဲတရားတော်မှာပေါင်းသူတော်ကောင်းတို့တွေထေရဝါဒဗုဒ္ဓဘာသာအမိခံပြီးတော့ကာမတက္ကရာသမာဓိဋ္ဌိတော်မစင်ကြယ်ကြပဲနဲ့ဝိပဿနာတရားတွေအားထုတ်တယ်လုပ်နေကြသေးတယ်အဲ့တော့ဒီလိုတရားတော်မှာပေါင်းသူတော်ကောင်းတို့မှာအယူတွေမှန်ကန်ဖို့ကိုဟောပြောပေးဖို့ဆရာလှုပ်သူယဟန်တော်တွေမှာတာဝန်ရှိလားမရှိဘူးလားအဲ့တော့ဘုန်းကြီးလှုပ်လို့ရှိရင်ဆရာလှုပ်ရင်တရားတော်မှာတွေမုန်းမှမကြောက်ရဘူးခုတရားတော်မှာပေါင်းသူတော်ကောင်းတို့လက်ချောင်းထဲမှာကလန့်ကလန့်ဖြစ်နေတဲ့အိုးချမ်းခွဲကိုကော်ထုတ်လိုက်တာပဲဟုတ်လားအထုပ်မခံခြင်းတဲ့ပုဂ္ဂိုလ်ကတော့တခါတည်းပါဇက်ကိုပိတ်ထားတာပေါ့မထုံးနဲ့ပေါ့ဟုတ်လားကိုယ့်ဟာကိုသေတာတော့မတတ်နိုင်ဘူးဟုတ်ကလားဒီကတော့အာရမပါဇက်ကိုဖြဲပြီးတော့ရင်ကော့ပြီးတော့တခါတည်းပါဇက်ထဲကနေကော်ထုတ်လိုက်ပြီဟုတ်လားအဲကြောင့်တရားတော်မှာပေါင်းသူတော်ကောင်းတို့ဒီနေ့တရားတော်မှာပေါင်းသူတော်ကောင်းတို့ဟာထေရဝါဒဆိုင်းဖို့အောင်မှာအမတန်နေရဆိုတဲ့တရားကိုတရားတော်မှာပေါင်းသူတော်ကောင်းတို့နာခဲ့ရလားမနာခဲ့ရဘူးလားဥစဉ်ဝိပဿနာတရားတွေမှာဆိုလို့ရှိရင်လည်းပြင်းစရာတွေပြောစရာတွေအများကြီးရှိသေးတယ်ချိန်ကလည်း9 နာရီနဲ့15မိနစ်ရှိသွားပြီဟောလို့ရသေးလားတချို့ပြိဿသိတာမထွက်ဘူးနည်းနည်းတိုးသလိုရသေးလားနည်းနည်းတော့ပြောအောင်မယ်နော်ဝိပဿနာနဲ့ပတ်သက်လို့တက်တက်ကုံအောင်လွဲနေတာကိုနည်းနည်းပြောအောင်မယ်အဲ့တော့တချို့ပုဂ္ဂိုလ်တွေကြည်စမ်းဝိပဿနာတရားအလုပ်လို့ရှိလို့ရှိရင်တရားတော်မတွေနာဘူးမှာပဲအရင်ဆုံးဘာဖြုတ်ရတယ်လို့ပြောလဲတယ်ဟုတ်ပါလားဟမ်အိမ်ကအုံးသီးကြတော့မယ်ကတ်ပဲကတ်ထားပြီးတော့မယ်ဒိဋ္ဌိအရင်ဖြုတ်ရမယ်လေနော်အတန်လေးတွေကရှိုးလို့နော်နတ်ကတော်မပါဇက်နဲ့တူတယ်ပေရင်ဆရာတို့နတ်ကတော်တို့ပါဇက်မျိုးပဲနော်နတ်ကတော်တရားတော်မတွေပါလို့ရှိရင်လေတရားတော်မပေါင်းသူတော်ကောင်းတို့ကိုပြင်းစေခြင်းလို့ပြောတာဒီဦးစင်းကဟုတ်လားမုန်းလို့မဟုတ်ဘူးအဲ့ဒီနတ်ကတော်လှုပ်ကြီးကိုလုံနေရင်သင်ရင်အဝေစီငရဲကြမှာငရဲကြမှာဆိုလို့ဒီဘုန်းကြီးကအမိုးခံပြီးပြောရတာဟုတ်ကလားအေးအဲ့ဒါသတိထားဖို့လိုတယ်အဲ့တော့တရားအလုပ်လုပ်ရင်ဘာဟောအရင်ဖြုတ်ရမယ်ဒိဋ္ဌိကိုဘာနဲ့အရင်ဖြုတ်ရမှာလဲအသိနဲ့ဉာဏ်နဲ့ဘာနဲ့အသိဉာဏ်နဲ့ဒိဋ္ဌိကိုဖြုတ်ရမယ်ပြီးတဲ့ခါကျမှဘာနဲ့ဖြုတ်မှာလဲမဲ့နဲ့ဘာနဲ့လဲသွားနဲ့ကြိတ်ဖြတ်လို့ရလားမရပါဘူးကဲဒါဖြင့်တရားတော်မပေါင်းသူတော်ကောင်းတို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့တရားတော်မတို့ပြောလို့ရှိရင်အဲ့ဒါဘာဒိဋ္ဌိလဲမှားလိုက်လေချင်းတက်တဲ့ကိုအောင်မှားကဲသွားပြီမလားအဲ့ဒါပဲတရားတော်မအပေါင်းသူတော်ကောင်းတို့တက်တဲ့ကိုအောင်မှားနေတာကြီးအဲ့ဒါပဲဒါကြောင့်စဉ်းစားတယ်ငါတရားသိရအောင်မလားမသိရအောင်လားလို့စဉ်းစားလိုက်တော့ဒါလေးကိုပြောကျင်သေးတာအဲ့ဒါပဲတရားတော်မအပေါင်းသူတော်ကောင်းတို့တရားတော်မတို့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva နော်ရှိတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လို့ပြောလို့ရှိရင်အဲ့လိုမြင်လို့ရှိရင်တက္ကာယဒိဋ္ဌိလို့တရားတော်မတွေခုနမပြောလိုက်ဘူးလားအဲ့ဒါလုံးဝမှားတယ်ဒီလိုဆိုရင်မမကိုဥစဉ်ပြောပြမယ်နော်ကဲတရားတော်မပေါင်းသူတော်ကောင်းတို့ကဲတရားတော်မပေါင်းသူတော်ကောင်းတို့ကိုမေးမယ်ဝိပဿနာရဲ့သဘောတရားအရာ
ဘုန်းကြီးဆိုတာရှိလားတန်ခါရှိလားဖယားရောရှိလားဘာရှိလဲယုံနဲ့နာမဟုတ်ဘူးလားဒီလိုဆိုရင်တရားဓမ္မပေါင်းသူတော်ကောင်းတို့တရားဓမ္မတို့ဖယားလို့မြင်ရင်တရားလို့မြင်တန်ခါဘုန်းကြီးမြင်တရားဓမ္မတို့ဒိဋ္ဌိဖြစ်ပြီပေါ့အဲ့လိုဆိုကဲအဲ့ဒါပဲဖယားတရားတန်ခါယနာသုံးပါးဆိုတာဝိပဿနာသဘောတရားအရဆိုယုံနဲ့နာမဲ့ရှိတယ်လေမရှိဘူးလို့တရားဓမ္မတွေပြောတယ်နော်အခုယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါတွေခုနဘာလို့ပြောလဲမရှိဘူးလို့ပြောတယ်နော်ဒါဖြင့်ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါကိုရှိတယ်လို့ယူရင်တက္ကာယဒိဋ္ဌိဖြစ်တယ်လို့ပြောတယ်အခုဘုရားတရားသံဃာယနာသုံးပါရှိတယ်လို့မရှိတာကိုရှိတယ်လို့ယူရင်လည်းဒိဋ္ဌိဖြစ်လားလို့မေးတော့တိတ်နေပါလားနော်ကဲတရားဓမ္မတွေမျက်စိလဲသွားပြီဟုတ်ကလားဥစဉ်ပြောပြမယ်အဲ့ဒါဒီဝိပဿနာလောကမှာတက်တက်ကောင်အောင်မှားနေတာတက္ကာယဒိဋ္ဌိဆိုတာတန်တော်ကာယောတက်ကာယောတန်တော်ထင်ရှားရှိသောကာယောရူပကာယနာမကာယအပေါင်းသည်တက်ကာယောတက်ကာယမြည်တက်ကာယေပဝတ္တာဒိဋ္ဌိတက်ကာယဒိဋ္ဌိအဲ့ဒီထင်ရှားရှိနေတဲ့ယုတ်တရားနံတရားပရမတ်တရားတွေပေါ်မှာမှရူပံအတ္တတော်သမနုပတ္တိဝေဒနာအတ္တတော်သမနုပတ္တိယုတ်တွေဝေဒနာတွေတင်ညာသင်္ခါရဝิญဉ်ဆိုတဲ့အဲ့ဒီခန္ဓာ၅ပါးကိုမှဝิญဉ်ကောင်အတ္တကောင်လိပ်ပြာကောင်အနေနဲ့တွားပြီးတော့ကြည်တာရှုတာကိုမှတက်ကာယဒိဋ္ဌိလို့ခေါ်တာနားလည်လားအေးအဲ့ဒါတရားဓမ္မတွေအယူဆမှားနေတာဘယ်နဲ့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ဘုရားတရားသံဃာလို့ပြောရင်တက်ကာယဒိဋ္ဌိဖြစ်တယ်ဆိုရင်ကိုယ်နှစ်ဖူးတာကိုရိုက်ပြီးတော့သေလိုက်ဖို့ပဲရှိတော့တယ်အဲ့ဒါတက်ကာယဒိဋ္ဌိမဟုတ်ဘူးနားလည်လားယောက်ျားမိန်းကပုဂ္ဂိုလ်တ attva ဆိုတာသမုဒိသစ္စာနဲ့အားဖြင့်အမှန်ရှိတဲ့တရားဒီဘက်ကပရမတ္ထသစ္စာနဲ့အားဖြင့်ကြည့်လို့ရှိရင်တော့မရှိဘူးရှိလားမရှိဘူးလားပရမတ္ထသစ္စာနယ်ကနေကြည့်မယ်ဆိုလို့ရှိရင်မရှိသို့တော့သမုဒိသစ္စာလို့ခေါ်တယ်ပညာနယ်ကကြည့်ရင်ဒါသည်အမှန်တရားပဲအဲ့ဒါကိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်လဲလို့ရှိရင်ဒိဋ္ဌိဖြစ်တယ်ဆိုရင်ဒကာဒကာမတွေမှားတယ်မမှန်ကန်ဘူးဘယ်ကမိစ္ဆာဒိဋ္ဌိရမလဲဒကာဒကာမတွေကဲဒီလိုဆိုရင်မေတ္တာပို့လို့မရတော့မေတ္တာပို့လို့ရှိရင်ဘာကိုအာယုံပြုလဲပုဂ္ဂိုလ်တ attva အာယုံမပြုဘူးလားအရင်ဆုံးကိုယ့်ဘောမြတ်ငါသည်ကျမ်းမာပါသည်ချမ်းသာပါသည်ဒါဖြင့်ငါရှိလားမရှိတာအာယုံပြုရင်တက္ကာယဒိဋ္ဌိဆိုခင်ဗျားတို့ဗမလဲကုသိုလ်ဟမ်အဲ့ဒါပဲတက်တက်ကောင်မှားနေတာလေဒီလိုဆိုမေတ္တာပို့လို့မရတော့ဘူးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မြင်လို့ရှိရင်ဒါတက္ကာယဒိဋ္ဌိဖြစ်တယ်ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုလို့ရှိရင်မေတ္တာလည်းပို့လို့မရတော့ဘူးယဟန်တန်ဃာတွေလည်းအာယုံပြုလို့မရတော့ဘာဖြစ်လို့လဲယဟန်တန်ဃာတွေအရှိတရားမှမဟုတ်မရှိတာသွားအာယုံပြုမိစ္ဆာဒိဋ္ဌိဆိုရင်ဒါသွားပြီပေါ့ဘာမှအာယုံပြုလို့မရတော့ဖြစ်သွားမယ်မြတ်စွာဘုရားရဲ့32ပါးသောလက္ခဏာတော်တွေဆိုတာပညာတွေပဲမရှိဘူးလေမရှိတာသွားအာယုံပြုရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုရင်လွဲလားမလွဲဘူးလားအဲ့ကြောင့်တရားတော်မှာပေါ့သူတော်ကောင်းတို့တက်ကာယဒိဋ္ဌိဆိုတာပရမတ်ကိုအရှိပရမတ်ကိုမရှိတာသွားလုံးမှာတက်ကာယဒိဋ္ဌိလို့ဒီလိုမှတ်ပါဟုတ်ကလားအရှိဖြစ်တဲ့ပရမတ်တရားတွေပါလဲယုံနဲ့နာအားလုံးပြန်ပြောပါလဲအဲ့ဒီထင်ရှားကြည့်တဲ့ယုံနံကိုမှဒကာဒကာမတွေကနေပြီးတော့အတ္တကောင်လိပ်ပြာကောင်ဟောဒကာဒကာမတွေဟိုမှာဗီဒီယိုဇာတ်ကားထဲမှာမြင်ဘူးမှာပေါ့လူခန္ဓာကိုသေလို့ရှိလို့ရှိရင်ဖြူဖြူကြီးထွက်မသွားဘူးလားအဲ့လိုဟိန္ဒူတွေယူတဲ့အတ္တကောင်လိပ်ပြာကောင်ဝိညာဉ်ကောင်အနေနဲ့ယူတာမျိုးကိုမှတက်ကာယဒိဋ္ဌိလို့ခေါ်တာဝေဒနာကလည်းငါရဲ့အတ္တကြီးပဲယုတ်ကလည်းငါရဲ့အတ္တဝိညာဉ်ယုတ်ကြီးဟုတ်ကလားတင်ညာသည်လည်းငါရဲ့အတ္တဝိညာဉ်တင်ညာကြီးဒီလိုမျိုးအမှတ်မှားတာကိုပရမတ်ကိုအမှတ်မှားတာကိုမှတက်ကာယဒိဋ္ဌိလို့ခေါ်တာဟုတ်ကလားအဲ့တော့တရားဓမ္မအပေါင်းသူတော်ကောင်းတို့ဘုရားတရားသံဃာယနာသုံးပါးကိုယုံကြည်တယ်ကံရဲ့အကျိုးကိုယုံကြည်တယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva နော်ကိုယ့်ရဲ့အဖေအမေတွေကိုကဲအဖေအမေတွေဆိုတာပထမသဘောတရားရှိမှမရှိတာအဖေအမေကမိန်းမတဲ့အဖေသည်ယောက်ျားတဲ့မပါဘူးလားအမေသည်မိန်းမတဲ့မပါဘူးလားဒါဖြင့်အမေကိုအာယုံပြုပြီးတော့ပြည့်စည်လူလို့ရှိရင်ဒိဋ္ဌိဖြစ်ပြီပေါ့ကဲဟုတ်သေးလားအဲ့ကြောင့်မမှန်ကန်ဘူးအဲ့ဒါကာမတက္ကရာတမာဒိဋ္ဌိညာဖြစ်တယ်နော်ကာမတက္ကရာတမာဒိဋ္ဌိညာအောင်ဖြစ်သေးတယ်ကိုယ့်အဖေအမေကိုပြည့်စည်လူတန်းတာဒါကံရဲ့အကျိုးကိုယုံကြည်လို့မိတွေဖားတွေရှိတယ်ဆိုတာကိုသမုဒိသစ္စာနဲ့အယလက်ခံလို့ဟုတ်လားအဲ့ဒါကြောင့်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိတယ်လို့ပြောရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဟောပြောနေတာဒီမှန်လားမှားလားရိုးရိုးမှားတာမဟုတ်တက်ကောင်မှားတာဘယ်လိုမှားတာလဲအဲ့တော့တရားဓမ္မတွေခွဲမှတ်ရမှာကပရမတ္ထသစ္စာနဲ့အားဖြင့်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva မရှိဒီလိုပဲပြောရမယ်နားလည်လား
ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိတယ်လို့ပြောလို့ရှိရင်ဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဖြစ်တယ်သက်ခါယဒိဋ္ဌိဖြစ်တယ်လို့မပြောရဘူးနားလည်လားသမုဒိသစ္စာနဲ့ပရမတ္ထသစ္စာနဲ့ကိုခွဲပါခုကြီးစံတရားတော်မတွေတရားလိုက်စားတယ်ဆိုပြီးဘယ်လောက်လွဲနေလဲကြီးစံဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်သံဃာမာနကဆရာတော်ကြီးလည်းဒီအမားတွေဆုံးပြထားတယ်တရားတော်မတွေအခုတိတိဒီအမားတွေကိုနာနေရတော့နော်တရားရိပ်သာလောကတွေမှာအဲ့ဒါတွေတော်တော်ခက်စားနေတယ်အဲ့တော့တရားတော်မပေါင်းသူတော်ကောင်းတို့အဲ့ဒီသက်ခါယဒိဋ္ဌိကိုနာမရူပပရိစ္ဆေဒဉာဏ်မြင်သက်ခါယဒိဋ္ဌိကိုတည်ငါအဖြစ်သမုတ်စီဝိခမနာအဖြစ်ပယ်တယ်အဲ့တော့ယောက်ျားမိန်းမပုဂ္ဂိုလ်တ attva ရှိတယ်နော်ဖရာတရားသံဃာတွေရှိတယ်မြင်တယ်ဆိုရင်ဒါသည်မိစ္ဆာဒိဋ္ဌိဟုတ်သလားဘာညာလဲဘာညာလဲကာမတက္ကရာသမာဓိဋ္ဌိဉာဏ်ကံကံရဲ့အကျိုးယုံကြည်လို့အဖေမေကိုလက်ခံတာပေါ့မဟုတ်ဘူးလားအဖေတတ်ရင်အဝေသိမကြောက်ဘူးလားတရားမတွေအဲ့ဒီအဖေမေမရှိဘူးဆိုပြီးတော့အဲ့ဒီမှာသမုဒိသစ္စာပယ်ပြီးတော့အဖေမေတွေဒုံးနဲ့ရိုက်တိုင်းအဝေသိကိုသွားတော့ဟုတ်ကလားမသွားဘူးလားသွားလားအဲ့ဒါသိအရေးကြီးတယ်နော်နောက်ဝိပဿနာလောကမှာလွဲနေရှိသေးတယ်ဘယ်နဲ့တချို့ကပြောတယ်တရားတဲ့အထုတ်စရာမလိုတရားအထုတ်တာအတ္တကိလေမထားတဲ့နာပြီးတော့သိရင်ပြီးရောတဲ့ဟောဘုရားတရားနာမယ်နာပြီးတော့ကိုကဆင်ញင်လိုက်လို့သိသွားရင်ပြီးရောတဲ့မြတ်စွာဘုရားလက်ထက်တုန်းကတန်တတိအမတ်ကြီးတို့အယက်မှုနေနဲ့ယဟန္တာဖြစ်တာတဲ့ဘယ်မှာသီလပါလို့လဲဘယ်မှာသမာဓိတည်ထောင်လို့လဲတဲ့အဲ့လိုပြောတာတရားဓမ္မတွေမကြားဘူးလားကြားဘူးလားအဲ့ဒါမိစ္ဆာဝါဒကြီးလုံးဝမမှန်ကန်ဘူးတက်ကောင်လွဲနေတာအဲ့ဒါတကယ်တော့ဒီပုံကိုယ်တွေနဲ့သွားနိုင်လို့မရဘူးလေအဲ့တော့အဲ့လိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ဒေသနာညာဖွင့်လှစ်လက်ယုံနဲ့အရိယာမဲ့သူစိုက်တဲ့ပုံကိုယ်တွေဆိုတာတဲ့ပြင်မဲ့နေတဲ့အနာကိုစူးလေးနဲ့ဖောက်ထားနဲ့တူတယ်ဒီပုံကိုယ်တွေကအတိတ်ဘဝတုန်းကသီလတွေဖြည့်ကျင်ပြီးတမာရီတွေတည်ထောင်ပြီးလို့သင်္ခါရုပက္ခညာအဆင့်လောက်ဒီသူတို့ကဉာဏ်စဉ်ရောက်ပြီးသားမြတ်စွာဘုရားတည်ဟူသောဒေသနာညာမြတ်စွာဘုရားကတရားဒေသနာညာကိုဖွင့်လှစ်လိုက်မယ်ဆိုလို့ရှိရင်အနာမဲ့နေတဲ့ပြင်မဲ့နေတဲ့အနာကိုစူးလေးနဲ့တစ်လိုက်သလိုတန်းပြီးတော့တခါတည်းသူတို့ကမဲ့ညာကိုစိုက်သွားတယ်အဲ့တော့အဲ့ဒီစာပေကိုဥစဉ်တို့စာပေမှာဒေသနဲ့ကမ္မနဲ့ပฏิပတ်တိကမ္မဆိုတာရှိတယ်ကျင့်စဉ်နဲ့ဟောစဉ်ပေါ့အခုဒီစာရာပေလာမှာတချို့လာတဲ့ဝတ္ထုတွေကကျင့်စဉ်မဟုတ်ဘူးဟောစဉ်နေအဲ့ဒါကိုကျင့်စဉ်နဲ့ဟောစဉ်ကိုနားမလဲကျင့်စဉ်ဆိုတာဝိသုဒ္ဓိမေ9ပါးအတိုင်းသွားရတာအဲ့ဒါသီလကျင့်စဉ်တွေပဲသမာဓိကျင့်စဉ်တွေပဲပြီးအဲ့ဒီဝတ္ထုတွေလိုက်ထောက်ပြီးတော့ငားများတဲ့တန်ဃာတွေလဲသောတာပန်ဖြစ်လို့ဖြစ်အဲ့ဒါတွေကိုထောက်ထားပြီးတော့ငားများတဲ့တန်ဃာတွေကဟိုငားများတဲ့တန်ဃာတွေကနေပြီးငားများပြီးတော့ပြန်လာတယ်ပြန်လာတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောလိုက်လို့သောတာပန်တည်သွားတဲ့အခါကျတော့အဲ့ဒါကိုအဲ့ဒီဝိတုသာရကတွေထောက်ပြီးတော့ဟာသီလမလိုဘူးတချို့ကပြောတယ်တကယ်တော့အဲ့ဒီတန်ဃာစဉ်ဟာလဲတကယ်တော့ဘာလဲဆိုလို့ရှိရင်အတိတ်ဘဝတုန်းကဝိပဿနာဉာဏ်စဉ်တွေဘာလဲတက်ထားတဲ့ပုဂ္ဂိုလ်ဟုတ်လားမဟုတ်ဘူးလားဒီလိုယူဆရတယ်အဲ့လိုမှမဟုတ်ရင်မြတ်စွာဘုရားရဲ့သီလသမာဓိပညာဟောထားတဲ့သုတ်တန်တွေအကုန်လုံးမြောင်းတဲ့ကိုဝဲပလိုက်ဖို့မရှိဘူးလားအေးဒကာတော်မပေါင်းသူတော်ကောင်းတို့အဲ့ဒီလိုအယူဆလွဲမှားတယ်ယူလို့မြန်မာပြည်မှာတရားနာယုံနဲ့သောတာပန်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲဩတိုင်နေတယ်တချို့ကလည်းရိတ်သားတွေတရက်လောက်9ရက်လောက်ဝင်9ရက်လောက်ဝင်သောတာပန်ဖြစ်သရဂရကံဖြစ်လို့ဖြစ်အနာဂံဖြစ်လို့ဖြစ်ပေါက်တယ်ကြရဒကာဒကာမပေါင်းသူတော်ကောင်းတို့ကိုသောတာပန်ဟုတ်မဟုတ်ကိုစစ်ဖို့နော်မှတ်ကြောက်ကလေးတစ်ခုကိုပေးခဲ့မယ်ဦးဇင်းတို့ဓမ္မသင်္ကတိထသာလိနိထံကရာထဲမှာဘယ်လိုပြောထားလဲအရိယာမက်သို့စိုက်သွားတဲ့ပုဂ္ဂိုလ်ဟာတဲ့နော်ပါဏာတိပါဒအမှုကိုငါဒီတတ္တဝါကိုတတ်လိုက်မယ်ပါဏာနှိတ်တာမိငါတတ္တဝါကိုတတ်လိုက်မယ်ဆိုပြီးတော့စိတ်တုပ်ပါဒမတ္တံပိစိတ်ကလေးတောင်မှမကူဘူးတဲ့ကဲသောတာပန်လို့ကိုယ့်ကိုဝန်ခံထားတယ်ပြီးလဲပြီးတော့ရှင်လာကြိုက်တော့ငါသောတာပန်ဖြစ်နေလို့နော်မဟုတ်ရင်တော့ငါတီးထည့်လိုက်တယ်ဆိုတော့အဲ့ဒါသောတာပန်ဟုတ်ကြရောလားအဲ့တော့သောတာပန်ဆိုတာ၅ပါးသီလကိုစိတ်ထဲကတောင်မှငါကျူးလွန်မယ်လို့စိတ်ဖြစ်သလားအေးအဲ့ဒါကိုယ့်ကိုသောတာပန်ဖြစ်ဖို့အဲ့ဒါနဲ့တိုက်ကြည့်ဟုတ်ကလားအဲ့မြန်မာနိုင်ငံမှာအဲ့ဒါသောတာပန်တွေကလည်းများလိုက်တာအများကြီးပဲတချို့လည်းကြည့်ပါဦးဖလားသမဘဝင်စားရင်ဘာမှမသိဘူးတဲ့တက်ကောင်မားတာဖလားသမဘဝင်စားတဲ့ပုဂ္ဂိုလ်မှာသူ့ရဲ့ဖိုးစိတ်မှာရှင်တဲ့စေသိတ်တွေမှာသင်ညာတွေဝေဒနာတွေရှိတယ်တ
ဒီနိဗ္ဗာန်ကိုအာယုံပြုနေတာကိုသင်ညာလည်းသိတယ်ခံစားနေတဲ့ဝေဒနာလည်းရှိနေတာအဲ့ဒါကိုဘာမှမသိဘူးဆိုစာပေကျမ်းကန်နဲ့မညီဘူးလေဦးစင်ခုနပြောခဲ့တဲ့ထေရဝါဒဆိုင်းဖို့အောက်မှာအမတန်နေရဆိုအဲ့ဒါပဲဖလားသမဘာဝင်သားနေတဲ့ဆိုပြီးတခါနဲ့တောင်းပြီးတော့ဘာမှလည်းမသိအဲ့တခါတခါမှတွေကတခါနဲ့ဝိပဿနာတွေဒါခက်စားလာတော့တရားတွေဒါအားထုတ်ရှင်ကြတာတရားတော်အားထုတ်ရှင်နဲ့တန်တရားလွတ်ရှင်နဲ့ဆိုလို့ရှိရင်နိမန်လမ်းမှာအားထုတ်ဖို့မလိုဘူးလားအေးတခါတခါမှပေါင်းသူတော်ကောင်းတို့စာနဲ့ပင်နဲ့ညီညာညာတကယ်ကိုမှန်မှန်ကန်ကန်ပြနေတဲ့မဟာစီတို့မဟာစီဆရာတော်ဘုရားကြီးတို့ဖောင်းဆရာတော်ဘုရားကြီးတို့လက်ဒီဆရာတော်ဘုရားကြီးတို့ရဲ့အဲ့ဒီကမ္မထာနေမှာတခါတခါမှတွေအားထုတ်ပါတယ်လားအခုတော့တခါတခါမှတွေကဘယ်ဆရာတော်ကနေပြီးတော့တခါတည်းဘလို့တရားတွေပေါက်နေတယ်ပေါ်ပြူလာဖြစ်ပြီဆိုတခါတခါမှတွေလိုက်အားထုတ်ပြီအဲ့တော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆရာတော်တွေကကြည့်လိုက်တဲ့ခါတော့ဝိနည်း3ညဟာဦးဇင်းပြောပြခဲ့မယ်ယဟန်တော်တွေဆိုတာအရိယာဖြစ်ပြီဆိုလို့ရှိရင်အရိယာယဟန်ကအ ਨੇ ဆုံးသောတာပန်လောက်ဖြစ်သွားရင်တော့စေတနာနဲ့တကွာသိက္ခာပုဒ်တွေကိုမကျူးလွန်တော့ဘူးတဲ့ဒါပရိဝါထဲမှာပါတယ်ဦးဇင်းတို့ဝိနည်းပရိဝါမှာယဟန်ပဲဖြစ်ဖြစ်ယဟန်မှာပဲဖြစ်ဖြစ်ယဟန်ဘဝနဲ့အရိယာဖြစ်သွားပြီအ ਨੇ ဆုံးသောတာပန်ဖြစ်ပြီဆိုရင်စေတနာနဲ့တကွာသိက္ခာပုဒ်ကိုအသက်ဟူသောအကြောင်းကြောင့်မကျူးလွန်ဘူးတဲ့